ဈေးခေါင်ခိုက်နေတဲ့ပရီးမီးယားလိဂ်ကလပ်3သင်းပရီးမီးယားလိဂ်ကကမ္ဘာပေါ်မှာအောင်မြင်ဆုံးလိဂ်ဖြစ်တာနဲ့ညီလက်မှတ်ဈေးနှုန်းတွေကလည်းအဆမတန်များပြားလာပါတယ်ဒီနေ့မှာတော့ပရီးမီးယားလိဂ်ကတရားဝင်ထုတ်ပြန်ထားတဲ့လက်မှတ်ခဈေးကြီးဆုံးပရီးမီးယားလိဂ်ကလပ်3သင်းကြောင်းကိုတင်ဆက်ပေးသွားပါမယ်တတိယနေရာမှာရှိနေရတော့အာဆင်နယ်အသင်းပါအင်္ဂလိပ်အမ်ရိတ်ကိုတိစောက်ပြီးတဲ့အချိန်တည်းကပြင်းပြီးပြဿနာတွေကြောင့်အာဆင်နယ်အသင်းရဲ့လက်မှတ်ဈေးနှုန်းတွေကအခုလိုမြင့်မားလာခဲ့တာပဲဖြစ်တယ်အခုချိန်မှာတော့ဒီပြဿနာတွေမရှိတော့ရင်မဲ့လက်မှတ်ဈေးနှုန်းတွေကတော့ပြန်လည်ကျဆင်းသွားခြင်းမရှိပါဘူးအာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေကိုကွင်းထဲထိဝင်ရောက်ကြည့်ရှုခြင်းတော့အနည်းဆုံးလက်မှတ်ခအနေနဲ့28ပေါင်ကျသင့်မှာဖြစ်ပြီးတော့အမြင့်ဆုံးလက်မှတ်ဈေးနှုန်းကတော့ပေါင်103ပေါင်ပေးချင်ရမှာလည်းဖြစ်ပါတယ်လက်မှတ်ခအများဆုံးအဖြစ်ဒုတိယနေရာမှာရှိနေရတော့ဖူဟန်အသင်းပဲဖြစ်ပါတယ်ဖူဟန်အသင်းဟာပရီးမီးယားလိဂ်ကိုတက်လိုက်ဆင်းလိုက်လုပ်နေတဲ့ပြည်သက်နဲ့မစိမ့်တဲ့အသင်းမှာသူတို့ဟာပရီးမီးယားလိဂ်မှာအောင်မြင်မှုကြီးကြီးမားမားမရဘူးပေမဲ့လက်မှတ်ခအများဆုံးအသင်းတွေမှာတော့ပါဝင်နေပြီးအသင်းပြည်သက်အချို့ကလည်းအခုလိုလက်မှတ်ဈေးတွေအစမတန်မြင့်မားလာမှုပေါ်စိတ်ပြတ်နေကြပါတယ်သူတို့တွေရဲ့လက်မှတ်တစ်စောင်ဈေးနှုန်းကတော့အနည်းဆုံး35ပေါင်မှရှိနေပြီးတော့ VIP လက်မှတ်ဈေးနှုန်းကတော့105ပေါင်ထိကိုဖြစ်နေပါတယ်ပရီးမီးယားလိဂ်ရဲ့လက်မှတ်ခဈေးကြီးဆုံးအသင်းကတော့ချယ်ဆီအသင်းပဲဖြစ်ပါတယ်လန်ဒန်ရဲ့အောင်မြင်ဆုံးအသင်းဖြစ်တာနဲ့ညီချယ်ဆီအသင်းရဲ့လက်မှတ်ဈေးနှုန်းတွေကလည်းအမြင့်ဆုံးမှရှိနေတယ်သူတို့တွေရဲ့လက်မှတ်တစ်စောင်ဈေးနှုန်းကအနည်းဆုံး25ပေါင်ရှိပြီးတော့အများဆုံးကပေါင်240ထိကိုဖြစ်နေတာပါဒါဟာဒုတိယနေရာဖူဟန်အသင်းနဲ့အောင်ထက်ဝက်ကျော်ကွာခြားနေရဖြစ်ပြီးတော့တော့ဘိုလေးရဲ့စိတ်ကူးပေါက်ရရှောက်ခေါ်ခဲ့တဲ့တန်း100မတန်နဲ့တန်း100တန်တွေအတွက်ပြည်သက်တွေကကိုစားအကျွေးဆက်ပေးနေရတာတော့အောက်မေ့ရပါတယ်အခုပြပြပေးသွားခဲ့ရတော့လက်မှတ်ခဈေးကြီးဆုံးပရီးမီးယားလိဂ်ကလပ်3သင်းပါလက်မှတ်ခတွေဘယ်လိုပဲဈေးကြီးနေပါစေပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့အများနဲ့ယုံပြည့်ယုံချမ်းပါပဲဒါဟာဘာဖြစ်လို့လဲဆိုတော့ပရီးမီးယားလိဂ်ဖြစ်နေလို့ပါပဲ